င်္ဂလာပါကျွန်တော်တို့ A1 ကနေပြီးတော့ February 14ရက်နေ့အတွက်အစီအစဉ်လေးတစ်ခုကိုစီစဉ်ထားပါတယ်အဲ့ဒီအစီအစဉ်ကရေးစားမရှိရတဲ့အတွက်တော့လုံးဝမသက်ဆိုင်ပါဘူးအခုကျွန်တော်နောက်မှာရှိနေတဲ့ညီမလေးတွေကိုကျွန်တော်ကမေကွန်တယောက်တစ်ခုစီကျွန်တော်မေးမှာပဲဖြစ်ပါတယ်အခုကျွန်တော်လက်ထဲမှာ question 1 2 3ဆိုပြီးတော့မေကွန်3ခုရှိတယ်ကိုကြိုက်နေတဲ့ຢာတစ်ယောက်ကိုရွေးပြီးတော့ကြားတဲ့မေကွန်နံပါတ်ကိုသူတို့ဖြည့်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျညီမလေးကအကွက်လက်ထဲမှာကင်ထားတဲ့ဒီစာရွက်3ရွက်ကိုညီမလေးကြိုက်တဲ့စာရွက်ကိုရွေးပြီးလို့ရှိရင်ကိုကြိုက်ကိုကြရမေကွန်းကိုဖြည့်ပေးရမှာနော်ဟုတ်ပြီနော်အဲ့တော့ဘယ်စာရွက်ကိုရွေးမလဲဟုတ်ပြီကင်မရာဘက်ကိုပြလိုက်ပါအောင်ကဲဒီ2ရွက်ထဲကညီမလေးကြိုက်တဲ့တစ်ရွက်ကိုရွေးကင်မရာဘက်ကိုညီမလေးပြပေးပါအောင်နောက်ဆုံးညီမလေးကတော့ရွေးစရာတော့မရှိတော့ဘူးအခုလက်ထဲကတစ်ရွက်ကိုပဲယူရတော့မှာပေါ့နော်ချစ်သူများလေးနဲ့တက်ဆိုင်တဲ့မေကွန်းလေးကိုပဲမေးမှာပေါ့နော်ဒီညီမလေးနံပါတ်ကကြတော့မေကွန်းနံပါတ်3ပေါ့နော်အဲ့တော့မေကွန်းနံပါတ်3ကဘာတွေမေးရမလဲဆိုတော့ကျွန်တော်တို့အခုပဲစလိုက်အောင် ready ဖြစ်ပြီလားညီမလေး ready ဖြစ်ပါ ready ဖြစ်ပြီနော်အရင်ဆုံးမေးချင်တာကအခြေဦးကိုမေးနိုင်ပြီလားမေးနိုင်ပါပြီသိကြလားသိကြတယ်သိကြရနော် okay အခြေဦးကို तू ကမေးနိုင်သွားပြီတဲ့ဟုတ်ကဲ့ကျွန်တော်တို့နောက်ထပ်တစ်ခုကကြတော့ဘာဖြစ်မလဲဆိုတော့တကယ်လို့အချက်ကိုပြန်ရွေးချယ်ခွင့်ရမယ်ဆိုလို့ရှိရင်အရင်လူနဲ့အခုချစ်သူပေါ့နော်ဘယ်သူကိုရွေးမလဲအခုချစ်သူပေါ့သိကြလို့လားသိကြအရင်ချစ်သူကိုမချစ်ဘူးပေါ့လုံးဝမေ့သွားပြီသိပါကိုကိုမကိုပေါ့ဩဒါဆိုလို့ရှိရင်အခုချစ်သူကကိုပေါ့မောင်လေးမဟုတ်ဘူးမောင်လေးမဟုတ်သိကြရနော်โอเคနောက်တစ်ခုကကြတော့ညီမလေးတို့ဒီအခုလက်ရှိတော့ဗောနော်ဒီချစ်သူအချင်းချင်းမှာရောရန်ဖြစ်တာမျိုးတွေရှိလားရှိတယ်ဘယ်နှခါလောက်ရှိတယ်မရတော့နိုင်ဘူးသူကနာပြည့်နေတယ်တူတယ်โอเคနောက်တစ်ခုကကြတော့လေတကယ်တော့ရန်ဖြစ်တယ်ဆိုလို့ရှိရင်ဘဒုဘက်ကအရင်စချော့လဲသူ့ဘက်ကပဲစချော့သိကြလားသိကြဒါဆိုလို့ရှိရင်ညီမလေးရဲ့ကောင်လေးကညီမလေးကိုတော်တော်လေးချစ်ပုံရတယ်ဟုတ်တယ်မလားချစ်ပါโอเคအဲ့တော့ညီမလေးကောင်လေးကညီမလေးကိုတကယ်ချစ်လားမချစ်လားဆိုတော့အကိုတို့လက်တွေ့စမ်းသက်ကြည့်အောင်ရလားရတယ်အဲ့တော့ဖုန်းလေးခေါ်ကြည့်အောင်ညီမလေးချစ်သူကိုအဆင်ပြေလားဒါပေမဲ့ဖုန်းခေါ်တဲ့အချိန်တော့စပီကာဖွင့်ထားမှာနော်ရတယ်တဲ့โอเคခေါ်ကြည့်အောင်ကဲတယောက်ကတော့ဖုန်းစခေါ်နေခင်ဗျာဟယ်လိုကိုဖုန်းပြောလို့ရတယ်ရတယ်ပြောကိုဘာလုံးနေရအားမလို့ဘာလို့ကိုတောက်မှာကိုဘယ်လောက်ထိချစ်လဲဝါဟုတ်ကဲ့ရပါဘာလို့လဲဘယ်လောက်ထိချစ်လဲလို့ဟာပြောင်းနေရင်ဟုတ်ပြီမြိုက်ကြတယ်လက်တိုင်းတွင်းနဲ့ဘာတွေပြင်ဆင်ထားလဲလက်တိုင်းတွင်းနဲ့လက်တိုင်းလေးကဘာတွေပြင်ဆင်ထားလဲပြီးတော့လေဘလက်တိုင်းနေ့အတွက်လေဘာတွေပြင်ဆင်ထားလဲပြင်ဆင်တော့အပြင်ဆင်ရမှာတော့ဘာပြင်ဆင်ရမှာတော့စစ်တော်ပြီပေါ့ချစ်နေတော်ပြီတဲ့ချစ်နေရနဲ့ရည်လားအဲ့ပေါ်တော်ပြီပေါ့ဒါပဲဒါပဲတော့ဆင်အေးပါသူ့ရဲ့ကောင်လေးကသူ့ချစ်နေတာနဲ့လုံလောက်ပြီသူကဘာမှမလိုတော့ဘူးနော်ဟုတ်တယ်မလားအဲ့တော့ညီမလေးတို့ကအချက်တစ်ခုပဲလိုတယ်ဟုတ်တယ်သိကြတယ်နော်အဲ့လိုမျိုးလည်းမဟုတ်ဘူးဒါပေမဲ့လည်းဘယ်လိုပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ထုံးစံတိုင်းဒီဘလက်တိုင်းဒေးနေ့မှာတော့ဘယ်လိုပဲဖြစ်မိန်းကလေးတိုင်းရကြတော့ဒီကိုချစ်တဲ့သူရှိရလက်ဆောင်တွေကတော့လိုချင်တာပေါ့နော်ဟုတ်ပါတယ်ဒီညီမလေးနံပါတ်ကကြတော့မေကွန်းနံပါတ်1ပါအဲ့တော့မေကွန်းနံပါတ်1မှာကျွန်တော်တို့ဘာတွေမေးထားလဲဆိုတော့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ချစ်သူရှိတယ်ပေါ့အဲ့ချစ်သူကကိုလားမောင်လေးလားကိုမောင်လေးမဟုတ်ဦးရောဦးမကြိုက်ဘူးလားမကြိုက်ဘူးဦးမကြိုက်ဘူးလေကိုပဲကြိုက်တယ်နဲ့တူတယ်ဟောကိုတင်းလားဩမစိုးဟုတ်ပြီအဲ့တော့အခုမေးချင်တာကလူတိုင်းမှာဘယ်လိုပဲဖြစ်ဖြစ်ကိုကြိတ်ပြီးတော့ crack နေရတဲ့လူတစ်ယောက်ရှိတယ်ပေါ့နော်တကယ်လို့များချစ်သူများနေမှာကိုယ့်ရဲ့ crack နဲ့ဒိတ်ခွင့်ရမယ်ဆိုလို့ရှိရင် crack နဲ့ဒိတ်မလားကိုယ့်ရဲ့ချစ်သူနဲ့ဒိတ်မလားကိုယ့်ရဲ့ချစ်သူနဲ့ပဲဒိတ်ပါချစ်သူနဲ့ဒိတ်မှာ crack နဲ့မဒိတ်ရှင်ပေါ့ဘာဖြစ်လို့လဲ crack ဆိုတာကလက်ရှိချစ်သူလောက်အရင်မပါတော့ဘူးတော်ကြီးကောင်းတယ်နော်ဒီချစ်သူများနေမှာပေါ့နော်ကိုယ့်ရဲ့ကောင်လေးကဘာတွေပြင်ဆင်ထားလဲဆိုတာကိုအကိုတို့ဒီမှာရှိတဲ့လူတွေအားလုံးသိရအောင်လို့အကိုတို့အနေနဲ့အကောင်လေးစီကျွန်တော်တို့ဖုန်းခေါ်ကြည့်မယ်နော်အဲ့တော့အဲ့ဖုန်းခေါ်ပြီးတော့ဒီကောင်လေးကညီမရဲ့ကောင်လေးရပေါ့နော်ချစ်သူများနေတို့ကဘာတွေပြင်ဆင်ထားလဲညီမလေးကိုဘယ်လောက်ထိသူဂယုစိုက်လဲဘယ်လောက်ထိချစ်လဲဆိုတော့အကိုတို့လူတွေရှေ့မှာတက်တည်ပြလိုက်အောင်
Okay ဒါဆိုရင်ညီမလေးအကောင်လေးကိုတို့အတူတူဖုန်းခေါ်အောင် ready ပဲလား ready ပဲ Okay စမယ်နော်စနေပြီစနေ password ရိုက်နေပြီကောင်လေးကိုဘာတွေပြောမလဲတော့မသိဘူးပြောလေကိုဟုတ်လားကိုနော်အော်ဖုန်းကစပိတ်ထားတယ်တဲ့။ तू အရန်ချစ်တယ်ဆို ရမ်းချစ်တယ်လေ အရန်ချစ်တယ်။အဲ့တော့ဒါတော့မတတ်နိုင်ဘူးပေါ့နော်။ခေါ်လို့ရပါ යි ခေါ်လို့ရပါ යි hello hello တလေး အင်းကိုချစ်လား hello hello မကြောက်အင်းကိုချစ်လား ချစ်တာပေါ့အရင်ချစ်တာချစ်တယ် ချစ်တယ် ဘလက်တိုင်းနေတွေဘာပြင်ဆင်ထားလဲ ဟမ် ဘလက်တိုင်းနေတွေဘာပြင်ဆင်ထားလဲ ဘယ်လိုတိုင်းနေတော့ဘာမှမပြင်ရသေးဘူးတကယ်လို့တယ်လေကလေးချောကလက်ဆိုင်တယ်ကောလား ဟုတ်တယ် ဟုတ်လားအဲ့ဒါလည်းသူဝယ်ထားလိုက်တယ်ချောကလက်နော် အတန်လေးကချိုးနေတာပဲ အေးအဲ့ဒါပဲနော် โอเคဒါပဲနော်ပဲ ဟုတ် အားကြစရာကြီးနော်ဟိုဘက်ကအတန်လေးကလည်းချိုးနေတာပဲဒီဘက်ကအတန်လေးကလည်းချိုးနေတာပဲနော်ကျွန်တော်တော့ချောကလက်စားခြင်းလိုက်ကျွန်တော်ကျွေးမဲ့လူမရှိဘူးယုံလားတေချာကြည့်နေအကြည်ရလေဒီဒီညီမလေးနံပါတ်ကတော့မေကုန်းနံပါတ်2အဲ့တော့ဒီမေကုန်းနံပါတ်2မှာလည်းကျွန်တော်တို့ဘာတွေမေးထားလဲသူဘယ်လိုတွေဖြေမလဲဆိုတော့ကျွန်တော်တို့အတူတူကြည့်လိုက်အောင်โอเคအဲ့တော့မေကုန်းနံပါတ်2မှာညီမလေးဖြေဖို့ ready ပဲလား ready ပါပဲ ကျင်းနေရနော် ကျင်းနေတယ် ရင်းနေမြခုံနေလား ခုံပါဦး မခုံโอเคမေးမယ်အဲ့တော့မေကုန်းနံပါတ်2ကအခုချစ်သူနဲ့အရင်ချစ်သူဘသူ့ကိုပို့ပြီးတော့ချစ်တယ် အခုချစ်သူကိုချစ်တာလေ အခုချစ်သူကို အရင်ချစ်သူကိုချစ်လို့ရှိရင်အခုချစ်သူဆိုပုံမလာတော့ဘူးလေ သူလည်းလာရွဲ့နော်တော်ကီရဲ့တကယ်နော်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ပြောချင်တာကကျွန်တော်တို့ A1 ကဒီကောင်မလေးတွေကလည်းခေသူတွေတော့မဟုတ်ဘူးနော်တော်ကီတွေကတော့တော်ကီတစ်ပေါက်ရှင်းတောက်အဲ့တော်ကီတွေနဲ့ကျွန်တော်တို့သေလို့ရပြီဟုတ်ကဲ့အဲ့တော့နောက်တစ်ခုကကြတော့ဒီချစ်သူညာနေကိုချစ်တဲ့သူနဲ့အတူတူဖြတ်တန်းဘူးလား ဖြတ်တန်းမှုပါ ဘယ်နှခါဖြတ်တန်းဘူးလဲ 3နှစ်လောက်တော့ရှိပြီ 3နှစ်လောက်ရှိပါပြီအချစ်သူညာနေမှာရောဘယ်လိုအများဆုံးတွားဖြစ်လဲ အိမ်မှာပဲ အိမ်မှာပဲချစ်သူညာနေကိုအိမ်မှာပဲတဲ့မှတ်တာတော့โอเคဒါကတော့ဒါအခုအနေနဲ့ကတော့ရည်စရာအနေနဲ့ဒါစတာပေါ့နော်နောက်ထပ်ကိုမေးချင်တာကကြတော့ကိုယ့်ရဲ့ကောင်လေးရဲ့ခန္ဓာကိုယ်ပေါ်မှာကိုအကြိုက်ဆုံးအရာဘယ်အရာဖြစ်မလဲ ညလုံးနေလို့ ဘယ်အရာကြိုက်တာ ညလုံးလေး ဩညီမလေးကကောင်လေးကိုမျက်လုံးကိုကြိုက်တာအဲ့တော့ညီမလေးကသူ့ကိုစပြီးတော့တွေးတဲ့အချိန်မှာသူ့ရဲ့မျက်လုံးလေးကိုကြည့်ပြီးတော့ရင်ကုန်ခဲ့တာပေါ့ ဟုတ်တယ် ဩမျက်လုံးလေးကအရန်ကိုနော်အသက်ဝင်တာသိလားပြီးတော့ဒါဆိုလို့ရှိရင်အခုနောက်ထပ်တစ်ခုမေးချင်တာကညီမလေးရဲ့ကောင်လေးကညီမလေးကိုဘယ်လောက်ထိချစ်တယ်လို့ထင်လဲ အဲ့တော့သူ့ပုံမူတီးဝိုက်ဒီချစ်တာတော့တော်တော်ချစ်ပါတယ် ဩချစ်တာတော့တော်တော်ချစ်တယ်ဒါတော့သူ့ပုံမူတည်သွားပြီ သူလည်းချစ်တယ်ဆိုတာသူ့ပုံမူတီးဝိုက် โอเคအဲ့ဆိုလို့ရှိရင်ညီမလေးကဒါဆိုရင်မသိဘူးပေါ့ မသိနေဘူး မသိနေဘူးအဲ့တော့သူ့ကောင်လေးကသူ့ကိုဘယ်လောက်ထိချစ်လဲဆိုတော့ကျွန်တော်တို့သိရအောင်ကိုကြီးတို့ဖုန်းခေါ်ပြီးတော့စမ်းကြည့်အောင် ဒီနေ့တုံးနေ သူလက်တွေတုံနေပြီရင်းတွေတုံနေပြီတဲ့ကဲခေါ်နေပြီစပီကာလေးဖွင့်လိုက်ပါဦးညီမလေးသူကိုလို့ခေါ်ရလား နာမည်ခေါ်တာ ယောက်ျားကြီးလို့ ဟယ်လိုကိုစွန်းနိုင်ကို ဖုန်းဝင်သွားပြီဘယ်လောက်ထိချစ်လဲ ဘာမှမချစ်တော့ဟမ် ဘယ်လောက်ထိချစ် အိမ်မှာတောင်းချစ်တယ်တရားချစ်တယ် လဲနော် ဆောင်ရွက်ချစ်တယ်တေးအောင်ချစ်တယ်တဲ့အခုကျွန်တော်တို့ဒီအစီအစဉ်လေးရတော့ချစ်သူများနေအတွက်ကျွန်တော်တို့ဒီအနောက်ကညီမလေး3ယောက်ကိုမေးခွန်းလေးတွေမေးပြီးတော့သူတို့ကောင်လေးတွေကသူတို့ဘယ်လောက်ထိချစ်လဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့အနေနဲ့စမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်အခုကျွန်တော်တို့ဒီအစီအစဉ်လေးတွေပြီးသွားပြီဆိုတော့ကျွန်တော်တို့လက်ဆောင်ပေးမယ့်အစီအစဉ်လေးတွေရှိပါတယ်အဲ့ဒါကကျတော့ကျွန်တော်တို့လက်ထဲမှာကင်ထားတယ်ဒီစာရွက်လေးတွေကိုသူတို့အနေနဲ့ကိုကြိုက်နှစ်သက်ရာစာရွက်တစ်ရွက်ကိုရွေးထုတ်ပြီးတော့သူတို့ကြားတဲ့ကန်ဆယ်မဲကိုကျွန်တော်တို့အနေနဲ့ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုလက်ဆောင်ကိုရမလဲဆိုတော့အတူတူကြည့်လိုက်အောင်ဒီအခုကိုကင်ထားတဲ့စာရွက်လေး3ရွက်ထဲကနေပြီးတော့ညီမလေးကြိုက်တဲ့စာရွက်တစ်ရွက်ကိုယူရမှာဖြစ်ပါတယ်
နော်အဲ့တော့ညီမတို့တွေ့ရလောက်ကင်မရာဘက်ကိုလှည့်ပြပါအောင်ချောကလက်ကြောက်ကြပါပြီနော်အဲ့တော့ချောကလက်လေးလက်ဆောင်ပေးပါအောင်ရပါပြီခင်ဗျအဲ့တော့အခုလက်ထဲမှာစာရွက်2ရွက်ကြံသေးတယ်အဲ့2ရွက်ကဘာတွေဖြစ်မယ်လို့ထင်လဲ ဒီပန်းစီတော့ပါမှသိကြတယ် ပန်းစီပါမှာပန်းစီကြမယ်လို့ထင်လား မပြောတယ်ဘူး မပြောတတ်ဘူးဒါကိုယ့်ရဲ့ကံပဲမဟုတ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်လက်ထဲမှာစာရွက်2ရွက်ရှိတယ်သူကဘယ်စာရွက်ကိုကြမလဲဆိုတော့ကျွန်တော်တို့ကြည့်ရအောင်ကဲစပြီးရွေးမယ်နော်ရင်ခုန်နေပြီလား ဒီကုန်းနေ အများကြီးကဲစမယ်သိကြလားလွှတ်ပြီနော်ပါချောကလက်ကြာသွားပြီကြီးရသူကြီးတယ်ချောကလက်စားခြင်းလားစားခြင်းပြီးရင်တယောက်တော့ โอเค ကျွေးမှာလား နည်းနည်းပဲနော် ကျွန်တော်လက်ထဲမှာလည်းတွေ့ရပဲကြံတော့တယ်အဲ့တွေ့ကဘာဖြစ်မလဲဆိုတော့ကျွန်တော်ဖွင့်ပြလိုက်ရမလားကော့ကိုဖွင့်မလား ဖွင့်ပြလိုက် ကဲကော့ကိုပဲကင်မရာဘက်ကိုလှည့်ပြီးတော့ပြလိုက်တော့ကဲဒီညီမလေးကကြတော့ special gift ကိုသူ့အနေနဲ့ရသွားတာပဲဖြစ်ပါတယ်ကဲ special gift လေးကိုကဲစပြီဗျာ special gift ဒါကြတော့လုံးဝ special เนาะခုနဖုန်းခေါ်တဲ့အချိန်မှာလဲလုံးဝတော်ကီကလုံးဝလန်ထွက်နေတာပဲကျွန်တော်တို့အဲ့တော်ကီနဲ့ကျွန်တော်တို့ကတေးလောက်တယ်เนาะကဲကျေးဇူးအများကြီးတင်ပါတယ်ခုလိုပါဝင်ပေးရတဲ့အတွက်အခုကျွန်တော်တို့ဒီ black time တွေအတွက်ကျွန်တော်တို့မေးခွန်းလေးတွေမေးခဲ့တယ်ကျွန်တော်တို့အပျော်သဘောအနေနဲ့ကျွန်တော်တို့လက်ဆောင်လေးတွေပေးခဲ့တယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီ black time နေ့မှာကိုချစ်တဲ့သူတွေနဲ့ပျော်ရွှင်စွာဖြတ်တန်းနိုင်ပါစေလို့ကျွန်တော်တို့အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ